ဒီ site ကကျွန်တော်တို့ structure အရဆိုရင်အောက်ထဲကနေပြီးတော့ကျွန်တော်တို့ swift forking တွေ command forking တွေ map forking တွေနဲ့တဖြည်းဖြည်းကတ်လာခဲ့ရပါတော့ကတ်လာခဲ့ပြီးကတော့အခု roof floor ရောက်လာပြီအောက်ဆုံးတစ်ခါဆိုတော့အကျန်းငယ်ပြီးလူပြီးခင်အောင်ဖြစ်နေပြီအငယ်ကဆိုကျွန်တော်အုတ်စီလုံးလမ်းကြီးစနေပြီပေါ့နော်မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ဘယ်ရောက်နေရလဲဆိုရင်22လမ်း site လေးကျွန်တော်တို့ဒီ site လေးကအခု roof floor ပေါ့နော်ခေါင်မိုးကက်ကိုရောက်နေပြီဒီမှာဘာပဲပါတော့မှာဟိုဘက်မှာလေကမိုးပဲပါတော့မှာပေါ့နော်ဒီကောင်ကြီးက fine ငယ်ခေါင်မိုးကက်ပေါ့ဒီ site ကကျွန်တော်တို့ structure အရဆိုရင်အောက်ထဲကနေပြီးတော့ကျွန်တော်တို့ swift forking တွေ command forking တွေ map forking တွေနဲ့တဖြည်းဖြည်းကတ်လာခဲ့ရပါတော့ကတ်လာခဲ့ပြီးကတော့အခု roof floor ရောက်လာပြီshape ဖြစ်နေတာပေါ့နော်shape ဖြစ်နေအောင်ငှက်လုံးကိုအလဲမှာကပ်လေးတစ်ခုထားခဲ့ပြီးတော့အဆောင်နှလုံးပုံစံတိကျရှောက်ခဲ့တာဖြစ်ပါတယ်အခုကျွန်တော်နှလုံးလုံးကြပြိုင်ငှက်လုံနေတာကအခု roof floor ရောက်ပြီပေါ့နော်မငက်ဖန်ကပတ်ခါဆိုရင်ကျွန်တော်တို့ဒီကောင် casting လုပ်နိုင်မှုလို့လုပ်နေတာပေါ့ဆိုတော့ဒီနေ့ကကျွန်တော်ကျူစီမဝင်ငယ်ဒီဘက်ထဲကိုရောက်ရင်းလမ်းကြုံရိုက်ပြပေးတာဖြစ်ပါတယ်ဒီခိုင်းမှာဆိုရင်ကျွန်တော်တို့အောက်ဆုံးတစ်ခါကအကျန်းငယ်ပြီးလူပြီးခင်အောင်ဖြစ်နေပြီငယ်ကဆိုကျွန်တော်အုတ်စီလုံးလမ်းကြီးစနေပြီပေါ့နော်ဒါအပေါ်ဆုံး roof floor ဖြစ်ပါတယ်ညံအောင်ရယ်ကောင်းအောင်ရယ်ကျွန်တော်တို့တော်တော်ကြီးကြိုးစားထားပါတယ်တိုက်ကြည့်ပေးကြပါဦးခင်ဗျာကျေးဇူးပါ